ဖိုးလာပြင်းနဲ့ဇီခွက်ကလေးဟာအလင်းအိမ်မျိုးစင်ကြီးရဲ့ချီရင်ကိုရောက်လာကြလေမျိုးစင်ကြီးကကောင်းခင်ထဲအထိမြင့်တက်နေပြီးကြောက်တုံးအမဲကြီးတွေနဲ့တီးဆောက်ထားတာပါမျိုးစင်ထိတ်ကအနီရောင်မျက်လုံးကြီးရတော့သူတို့ကိုစူးစူးဆိုင်ဆိုင်ကြည့်နေပြီးအဲ့ဒီမျက်လုံးစီကနေအေးဆက်ဆက်အမောင်ဓာတ်တွေထွက်ပေါ်နေတာပါအဲ့ဒါအမောင်ထုရဲ့ဘူးရင်ပဲလို့ဇီခွက်ကလေးကတုံတုံရီရီနဲ့ပြောလိုက်တယ်သူကအလင်းအိမ်ကြီးကိုသိမ့်ပိုက်ထားတာ3နှစ်ရှိပြီးငါတို့အပေါ်ကိုရောက်အောင်ကြက်ရမယ်။ဒါပေမဲ့ပြဿနာကမျိုးစင်းကြီးမှာတက်စရာလေကားလည်းမရှိတကားလည်းမရှိတာပါပဲ။နိုင်ငံတွေကလည်းချောမွနေလို့တွေ့တက်ဖို့ကမဖြစ်နိုင်တဲ့လောက်ပါပဲ။ဖိုလာပြီဟာစိတ်ပြက်လက်ပြက်နဲ့မျိုးစင်းကြီးကိုကြည်နေတော့မှာပဲ။အပေါ်ကနေကြောက်ခဲမဲကြီးတွေပြုတ်ကျလာပြီးသူတို့ကိုတိုက်ခိုက်ပါတော့တယ်။ဖိုလာပြီမင်းရဲ့မန်ဘီလူမတုံးဦးဇီးခွက်ကလေးကအော်ပြောလိုက်တယ်။ဖိုးလာပြေကမန်ဘီလူးကိုတက်ပြီးမျောစင်းနှံရံကိုချိလိုက်တဲ့အခါထူးဆန်းတဲ့အရာတစ်ခုကိုမြင်လိုက်ရတယ်။မျောစင်းနှံရံမှာလေထဲမှာဝဲပြနေတဲ့အလင်းဆက်လေးတွေကိုမြင်နေရတာပါ။အဲ့ဒီအလင်းဆက်လေးတွေဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားပြီးအပေါ်ကိုတက်သွားတဲ့လမ်းကြောင်းတစ်ခုလိုဖြစ်နေတာပါ။ဒါကလေထဲလာလေကားထစ်တွေပဲ။မန်ဘီလူးနဲ့ကြည့်မှမြင်ရတာ။ဖိုးလာပြေဟာစက်တီမွေးပြီးလေဟာနယ်ထဲကိုခြေလန်းလိုက်ပါတယ်။အန်အော်စီယာပဲသူခြေထောက်အောင်မှာခိုင်မာတဲ့အလင်းပြင်တစ်ခုကခံပေးထားပါတယ်။သူဟာလေထဲကလေကားထိတဲ့အကြိုင်အပေါ်ကိုတစ်ထက်ချင်းတက်သွားပါတော့တယ်။ဇီးကွက်ကလေးကလည်းဘေးကနေပြန်တန်းပြီးလိုက်ပါလာတယ်။သူတို့မျောစင်ရက်တဝက်လောက်ကိုရောက်တဲ့အခါမှာတော့အနီရောင်မဲ့လုံးကြီးကပိုပြီးဒေါသထွက်လာပါတယ်။သူကပြင်းထန်တဲ့လေမုန်တိုင်းအမဲကြီးတစ်ခုကိုဖန်တီးပြီးဖိုးလာပြီကိုတွန်းချဖို့ကူးစားပါတယ်။အာဖူးလာပြည့်ချေချော်သွားပြီးလေထဲမှာတစ်ဖက်သားဆွဲခါခံနေရတယ်။သူ့လက်ထဲကဖန်သားလုံးအကြည့်လေးကလည်းလွတ်ကြတော့မှလို့ထင်နေပြီ။အဲ့ဒီချိန်မှာတည်းဖိုးလာပြည့်ဟာတခုခုကိုသတိရသွားတယ်။သူကအိတ်ထဲကဖန်သားလေးကိုတင်းတင်းဆုပ်ပြီးငါကိုကူညီပါလို့စိတ်ထဲကနေအော်ဟစ်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲဖန်သားလေးစီကနေဖြူစင်နဲ့အလင်းတန်းချီထုတ်ပေါ်လာပြီးအမောင်မုံတိုင်းကိုနှချမ်းခွဲပစ်လိုက်ပါတယ်။လေထူးဟာပြန်လည်ငိမ်သက်သွားပြီးဖိုးလာပြေဟာမျောစင်ရဲ့တပေါ်ဆုံးဝါရန်တာပေါ်ကိုဘေးကင်းကင်းနဲ့ကြော်ဆင်းသွားပါတော့တယ်။ဒါပေမဲ့သူတို့ရှေ့မှာတော့အနီရောင်မဲ့လုံးကြီးဟာကိုယ်ထဲရှိတဲ့အရစ်ဆုံးမအချီတယောက်ထိပ်ဖြောင်းလဲသွားပြီးသူတို့ကိုစောင့်ကြိုနေပါတယ်။ဆုံးမကြီးရဲ့လက်ထဲမှာတော့မီးငိမ့်နေတဲ့အလင်းအိမ်ကြီးရှိနေပါတယ်။ဒီကိုရောက်လာတာစက်တိရှိတာပဲလူသားလေး။ဒါပေမဲ့ဒီအလင်းအိမ်ကိုပြန်လင်းဖို့ဆိုရင်မင်းရဲ့အဖိုးတန်းဆုံးအရာတစ်ခုကိုပေးဆက်ရမယ်ဆိုတာသိလား။လူအဆုံးမကြီးကမဲ့ပြုံပြုံရင်မေးလိုက်ပါတယ်။နောက်ပိုင်းမှာဘာဖြစ်မလဲ။ဆုံးမကြီးတောင်းဆိုတဲ့အဖိုးတန်းဆုံးအရာကဘာဖြစ်မလဲ။ဖိုးလာပြီသူ့ရဲ့မန်ဘီလူးကိုပေးလိုက်ရမှာလား။ဒါမှမဟုတ်ခြားတစ်ခုခုလား။နောက်ပိုင်းကိုဆက်လက်အားပေးကြပါဦးနော်။